ပထမဦးဆုံးဖိတ်ခေါ်ခြင်းနဲ့ပြိုင်ပွဲဝင်2ဦးရှိပါတယ် JK Sophia ဝေပီးဖိတ်ခေါ်ပါတယ်ရှင်မြန်မာ Star Season တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကိုကြည့်ရှုနေကြတဲ့ပရိသတ်များရှင်ပြီးခဲ့တဲ့ဘက်တွေတုန်းကရှင်ပြိုင်ခဲ့တဲ့ရှင်ပြိုင်မှုပြီးတော့မနေ့ကရှင်ပြိုင်သွားတဲ့ရှင်ပြိုင်မှုမမက်ရရဆိုရင်တော့မနေ့ကရှင်ပြိုင်သွားတဲ့ရှင်ပြိုင်မှုမှာဒိုင်သူချင်းမင်းတွေပြောခဲ့တဲ့ comment တွေကတချို့ကိုပြန်ပြီးတော့ပြောကြားပေးချင်ပါတယ်အခုဒီမှာရှိနေတဲ့ညီမလေး2ဦးဖြစ်ပါတယ်ညီမလေး JK Sophia နဲ့ညီမလေးဝေပီးဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာရှိတဲ့ညီမလေး JK Sophia ပေါ်မှာဒိုင်သူချင်းမင်းတွေသုံးသပ်ခဲ့တဲ့အမှတ်ချက်များကိုအကြမ်းမြင်ပြန်ပြီးတော့ပြောပြပေးချင်ပါတယ်ရှင်မနေ့က live ကိုကြည့်ရှုခဲ့ရဆိုရင်ပရိသတ်များကိုယ်တိုင်လည်းသိမှာပါ JK Sophia ကမနေ့တုန်းကဆိုလို့ရှိရင်သူဆိုနေကြသချင်းပုံစံနဲ့ကွဲထွက်ပြီးတော့မြန်မာမာလီအနေနဲ့ပေါ့နော်ဒါအသီးဆိုရှင်ပြိုင်သွားတယ်တကြံသချင်းကိုရှင်ပြိုင်သွားပါတယ်ဒီလိုရှင်ပြိုင်တဲ့အခါမှာဒိုင်သူကြီးမင်းတွေရဲ့သုံးသက်ချက်သည်ရာဂိုင်နှုန်းအဖြစ်တော်တော်ကောင်းမွန်တဲ့ဘက်မှာရရှိခဲ့ပါတယ်အထူးသဖြင့်မြန်မာအကကိုဒီလိုမျိုးကျွမ်းကျင်ပိုင်နိုင်စွာကနိုင်လိမ့်မယ်ဆိုတာတအားကြီးမမျှော်လင့်ထားတဲ့အကြောင်းပြီးတော့အကနဲ့သချင်းတီဆိုမှုတွဲထားတာတောင်မှသချင်းတီဆိုမှုမှာအတန်ရိုင်းသွားခြင်းမရှိတာမျိုးတွေပြီးတော့နောက်တစ်ခုက performance ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းကိုစံပြောခဲ့တာကဆိုတော့ဒီလက်ရဲ့အထားသူမိုက်နဲ့ performance လုပ်တဲ့အချိန်မှာတနေရာမှာမာယွန်းသွားတယ်ချွတ်ချော်သွားတယ်ဆိုတာမျိုးမမြင်ရလောက်အောင်ကိုရှားတယ်ဆိုရဲကောင်းမွန်တဲ့မှတ်ချက်တွေအများကြီးရရှိခဲ့ပါတယ်ချစ်ခင်ရတဲ့မြန်မာ Star ပရိသတ်များရှင်ဒါကတော့ဒိုင်သူချင်းမင်းတွေသုံးသက်ထားတဲ့သုံးသက်ချက်ဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ပရိသတ် voting နေနဲ့ဘယ်နှမတ်တွေရပြီးတော့ဘသူတွေကနောက်တစ်ဆင့်ကိုတက်လှမ်းမလဲဆိုတာဆက်လက်ကြေညာပေးသွားမှာပါအခုစမွန်ရဲ့ဘက်မှာရှိတာကတော့ဒီဘက်မှာညီမလေး JK Sophia ပြီးတော့ဟိုဘက်မှာဆိုရင်ညီမလေးဝေပီးရှိပါတယ်အဲ့တော့ညီမလေးဝေပီးဆိုလို့ရှိရင်လည်းမနေ့ကတော့အကောင်းဆုံးစူးစမ်းပြီးတော့ရှင်ပြိုင်သွားတဲ့အထဲမှာပါပါတယ်အကောင်းဆုံးစူးစမ်းပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်တချင်းတီဆိုမှုပိုင်းနဲ့ဒီ performance ကိုတက်နိုင်သမျှအကောင်းဆုံးစူးစမ်းပြီးတော့ပေါင်းဆက်ရှင်ပြိုင်ခဲ့ပါတယ်တကယ်ကိုခက်ခဲတဲ့တချင်းဟုတ်ကဲ့နှစ်ယောက်တည်းတယောက်က rest ဆောင်ထိုင်မှာဖြစ်ပါတယ်ရှင်အဲ့တော့ဆက်လက်ပြီးတော့ပြောကြားချင်ပါတယ်ညီမလေးဝေပီးမနေ့တုန်းကရှင်ပြိုင်သွားမှုနဲ့ပတ်သက်ပြီးတော့ဒိုင်သူချင်းမင်းတွေရဲ့မှတ်ချက်မှာဆိုရင်အကောင်းဆုံးစူးစမ်းခဲ့တာကိုအတိမတ်ပြုတယ်ဆိုတဲ့အကြောင်းအရာပါတယ်လို့မျိုးပဲတစ်ဖက်မှာလည်းအကောင်းဆုံးစူးစမ်းခဲ့ပေမဲ့ကိုလုံးနေကြအရာတစ်ခုမဟုတ်တဲ့အခါမှာအနှဲငယ်လိုအပ်ချက်လေးတွေရှိနေတယ်ဆိုတဲ့အကြမ်းမြင်သုံးသက်ချက်တွေကိုပြန်လည်ပြီးတော့မှတ်မိနေကြလိမ့်အောင်မယ်လို့ထင်ပါတယ်တိတ်ကိုခက်ခဲပြီးတော့အရန်မောတဲ့တခြင်းကိုမှ performance နဲ့တွဲလုပ်သွားတဲ့နေရာမှာလိုအပ်ချက်လေးတချို့ကိုထောက်ပြခဲ့တယ်ဆိုပေမဲ့ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့စူးစမ်းသွားတဲ့အတွက်ကျေးဇူးတင်နေဆိုတဲ့အကြောင်းမျိုးပြောကြားခဲ့ပါတယ်ရှင်ချစ်ခင်ရတဲ့မြန်မာ Star ပရိသတ်များရှင်ဒီနှစ်ဦးထဲမှာတဦးကတော့ red zone မှာထိုင်ရမှာဖြစ်ပါတယ်ဘသူဖြစ်မလဲဆိုတာကိုရင်ခုန်စွာနဲ့ကြေညာပေးဖို့အတွက် reset သွားယူလိုက်ပါအောင်မယ်ပရိသတ်တွေစီကိုမကြခင်မှာပြန်လာခဲ့ပါမယ်ရှင်မြန်မာ Star Season တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်ချစ်ခင်ရတဲ့မြန်မာ Star ပရိသတ်များရှင်စမွန်ရဲ့လက်ထဲကိုတော့ result ရောက်ရှိလာပြီဖြစ်ပါတယ်ရောက်ရှိလာတဲ့ result တိုင်းကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနှစ်ဦးတွေက red zone မှာထိုင်ရမယ့်ပြိုင်ပွဲဝင်တဦးရှိမယ် safe zone မှာထိုင်ရမယ့်ပြိုင်ပွဲဝင်တဦးရှိမှာဖြစ်ပါတယ် safe zone ကပြိုင်ပွဲဝင်ကတော့လွတ်လွတ်ကျွတ်ကျွတ် safe ဖြစ်မဲ့ပြိုင်ပွဲဝင်ဖြစ်ပါတယ်ရှင်ရင်ခုန်စွာနဲ့ကြေညာပေးကြပါတယ်ဒီကနေ့မှာ safe zone ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းသွားနိုင်တဲ့ပြိုင်ပွဲဝင်ရဲ့နာမည်ကိုကြေညာပေးသွားမှာဖြစ်ပါတယ်ကိုညီမနှစ်ယောက်ရင်ခုန်နေပြီလို့ထင်ပါတယ်ရှင်ဘာပဲဖြစ်ဖြစ်အကောင်းဆုံးစူးစမ်းပေးခဲ့ကြတဲ့ညီမလေးတွေကျေးဇူးအများကြီးတင်ပါတယ်ကြေညာပေးကြပါတယ်ဒီကနေ့အတွက် safe zone မှာထိုင်ခွင့်ရတဲ့ပြိုင်ပွဲဝင်ကတော့ဝေပီးဖြစ်ပါတယ်ရှင်
ညီမလေးဆိုဖီယာကတော့ဒီကနေ့အတွက် red zone မှာစတင်ပြီးတော့ထိုင်ရမှာဖြစ်ပါတယ်အကောင်းဆုံးစူးစမ်းပေးခဲ့ကြတာကိုစွမနိုတွေတိုင်သူကြီးမင်းတွေအားလုံးထက်အခုကြည့်ရှုနေတဲ့ပရိသတ်တွေကအများကြီးပိုသိမှာပါအဲ့တော့အခု live ကိုကြည့်ရှုနေရင်းနဲ့စွမနိုနောက်ထပ်ပြိုင်ပွဲဝင်တွေကိုလည်းထပ်မံပြီးတော့ကြီးညာပေးသွားမှာဖြစ်ပါတယ်ရှင်